ကြားစရာကြောင်စရာကျွဲ့ဆိုတဲ့ပုံပြင်လေးကျွန်တော်ငယ်တုန်းကကြားပူရတဲ့ပုံပြင်လေးတစ်ပုဒ်ဖြစ်ပါတယ်ဆိုတော့ပုံပြင်အရဆိုရင်ဒီကြောင်ကကြားကိုအမဲလိုက်နေတင်ပေးတာပေါ့ဆိုတော့အဲ့လိုမဲလိုက်နေတင်ပေးတဲ့နေရာမှာကြောင်ကအမီးကိုဘယ်လိုထားရမလဲဆိုတာကိုမတင်ပေးတဲ့အတွက်ကြားကစိတ်ဆိုးဒေါသထွက်တယ်ပြီးတော့သူတို့နှကောင်ကရန်သူတွေဖြစ်သွားကြတယ်ပေါ့ဆိုတော့အဲ့လိုရန်သူဖြစ်သွားတဲ့အတွက်နော်ဒီကြောင်ကမစင်စွတ်တဲ့ခါမှာအမြဲတမ်းဖုံးထားလေးရှိတယ်ဆိုပြီးတော့မှလူကြီးတွေကပြောပြတာပေါ့ဆိုတော့ကျွန်တော်တို့ငယ်တော့အတိမှဆိုရင်တော့ကြောင်ကကြားကိုကြောက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကြောင်ကလည်းပဲအကောင်ကလည်းငယ်တာပေါ့ဒါပေမဲ့ဒီကိစ္စလက်တွေ့မှာတော့နော်ကြောင်ကကြားဆရာစီဖြစ်တယ်နော်အကောင်ဘယ်လောက်ပဲငယ်ကြားကိုလုံးဝမကြောက်ဘူးဆိုတာကိုဒီဗီဒီယိုလေးနဲ့ပေါ့နော်တွေ့မြင်ချင်းကိုဖော်ပြပေးခြင်းဖြစ်ပါတယ်လို့